ဖြစ်တဲ့တင်ကခဏတလေးမှာစကြဝဠာကြီးနဲ့ပါရှင်ကိုတို့ဟာမထင်ရှားဘဝပါလေတက်တဘဝခီးတဲ့မင်းဖြစ်တန်းလို့တင်ကြမမြရတွေဒုက္ခနဲ့တွေ့ရင်ဆိုင်ဖို့အတွက်အင်အားများပါစေဟိုမှာကြည်စံခွဲတမ်းပင်လေးတွေဝင်ကြွလာပါနေရုံငယ်ချစ်ခင်တို့တော်မြည်တဲ့ချင်းမင်းလေးကိုလေရောက်တဲ့ရမင်းရဲ့မျက်နှာအိမ်မတိုင်းမင်းရဲ့ချောင်းလာဆိုးမနိုင်လို့နဲ့ချစ်ပါတာကြောင့်ကိုသခင်လို့ခေါ်မယ်အရှင်လို့ခေါ်မယ်နော်ခေါ်မယ်နော်ထွက်တယ်လို့ကိုမလို့ပါ